Diamond ကိုကကျွန်တော်တပည့်11 skin တကောင်ယူကြမယ်ဒီနေ့တပည့်11 skin တွေရောတကယ်ကိုအမိုက်စားကြီးတွေပါပဲနေဆက်စီဆိုတဲ့ skin တက်နေလာပြီးတော့လေလာနဲ့သားမိုးတို့ကဒီ event ရဲ့အဓိကဇက်လိုက်နေတဲ့ပါဝင်လာကြမှာပါလေလာရဲ့ beacon skin ဆိုလို့ရှိရင်လေပေါ်မှာပြန်နေတဲ့အမြောက်ကြီးနဲ့တူသူ့ရဲ့ animate effect က၄မျိုးတောင်မှပါသေးတာပါသားမိုးဆိုရင်လေအတောင်မှန်ကားကြီးနဲ့တကယ်ကိုအမိုက်စားကြီးပါပဲဒီလိုမျိုးအရန်လအရန်မိုက်တဲ့ skin တွေကို Diamond 900ကျော်လေးနဲ့ရနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ AMD Game Show ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကတပည့်11 skin တကောင်ကို Diamond 900ကျော်လေးနဲ့ဘယ်လိုယူရမလဲဆိုတော့ပြောပြပေးသွားပါမယ် Event နိုဝင်ဘာ3ရက်နေ့မှာလာမှာဖြစ်ပြီးတော့ Phase 1ကိုတော့နိုဝင်ဘာ9ရက်နဲ့ Phase 2ကိုတော့နိုဝင်ဘာ19ရက်နေ့ဆိုပြီးတော့နှစ်ခါလာမှာဖြစ်ပါတယ်စုစုပေါင်း free token က36ခုရမှာဖြစ်ပါတယ်တခုရှိတာကတော့ဒီ test တွေမှာ Diamond 1000အထိ recharge လုပ်ခိုင်းတဲ့ test တွေပါလာတာပါဒါမဲ့ကျွန်တော်တို့က Phase 1တစ်ခုစီကို Diamond 900အထိပဲ recharge လုပ်မှာပါ price pool ထဲမှာတော့ဒီနေ့ရဲ့တပည့်11 skin တွေဖြစ်ကြတဲ့လေလာနဲ့သားမိုးရဲ့ Nazet Z skin တွေအရင်နေ့ကထွက်ရှိခဲ့တဲ့တပည့်11 skin တွေ Valia ရီဆန်ရှင်းနဲ့ Fasa တို့ရဲ့ Collector skin တွေ Lucky Box skin တွေနဲ့ Epic skin တွေပါလာလိမ့်မယ်ပြီးတော့ကိုလိုချင်တဲ့ skin ကို event show တွေမှာ crash လေးတွေနဲ့လဲလို့ရပါလိမ့်မယ်တပည့်11 skin တွေကို crash 800 Lucky Box skin တွေကိုတော့ crash 600 Epic skin တွေကိုတော့ crash 400နဲ့လဲလို့ရပါမယ်ဒါပြင် Wisco system ပါလာကြောင်းမလို့ကိုကျော်လုပ်တဲ့အကြိမ်များလာနေများ Wisco box တွေကနေပြီးတော့ skin တကောင်ရောင်းမှာပါ stand skin တွေလိုမျိုးလူကြိုက်များတဲ့ S2 skin တွေကတော့ crash နဲ့လဲလို့မရတော့ဘဲနဲ့ Wisco box ကနေပဲယူလို့ရပါတော့မယ်ဒီဘက်မှာက1 draw ကို diamond 100 10 draw ကို diamond 1000ကုန်ကြမှာပါ daily discount နဲ့ဆိုလို့ရှိရင်တော့1 draw ကို diamond 50နဲ့ first 10 draw အတွက်ကတော့ diamond 900လောက်ပဲကုန်ကြမှာဖြစ်ပါတယ်10 draw လိုက်ပြီးတိုင်းမှာ special skin တကောင်တေချာပေါက်ရနိုင်မှာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့တပည့်11 skin တကောင်ရဖို့အတွက် crash 800စုရပါလိမ့်မယ် lucky box skin အတွက်ကတော့ crash 600 epic skin အတွက်က crash 400 special skin အတွက်ကတော့ crash 300စုရပါလိမ့်မယ်ဆိုတော့ကျွန်တော်တွက်ကြည့်အောင်ပါတပည့်11 skin ရဖို့အတွက်အခါ60လောက် draw လုပ်ရပါမယ် free token 36ခု36ခါ draw ရပါမယ်ကျွန်တော်နေတဲ့နောက်ထပ်24က draw လိုနေပါသေးတယ်တပည့်11 event မှာက promo diamond သုံးလို့ရပါတယ်ကျွန်တော်စုထားတဲ့ promo diamond 820ရေ phase 1 recharge test ကနေပြီးတော့ရမယ် promo diamond 300ရေပေါင်းမယ်ဆိုလို့ရှိရင်တော့စုစုပေါင်း promo diamond 1120ရပါမယ် promo diamond တွေကိုသုံးပြီးတော့14က draw လုပ်ပါမယ်အပြောင်အစင် diamond 280ကုန်ပါမယ်ဆိုတော့36အပေါင်း14ဆိုတော့ကျွန်တော်တို့မှာက draw 50ရှိနေပါပြီ draw 60ပြေးဖို့အတွက်10 draw ပဲလိုပါတော့တယ်အဲ့ဒီ10 draw တော့ first 10 draw 50% discount သုံးပြီးတော့ diamond 9နဲ့ draw လုပ်လို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ draw 60ပြည့်သွားပြီးတော့ကျွန်တော်တို့မှာ crash ရလည်းပြည့်သွားခဲ့ပါပြီဒါဆိုလို့ရှိရင်တော့ညီကိုတို့ကြိုက်တဲ့တပည့်11 skin ကိုရွေးယူလို့ရပါပြီလေးလာသားမို့လေးလာကြိုက်တာရွေးလို့ရပါပြီတခြား event အနေနဲ့မတူတာက diamond 900 recharge test ပါလာတော့ phase 1တစ်ခုကို weekly pass 5ခုထည့်ဖို့ပဲလိုအပ်တော့တာပါကျွန်တော်တို့ရမယ့်ပမာဏက first 10 draw က diamond 900နဲ့ promo diamond draw တက်က diamond 280ပဲတော့ရမှာပါ recharge လုပ်ရတဲ့ပမာဏလည်းများလာမယ်ဒါပေမဲ့သုံးရတဲ့ diamond ပမာဏကတော့နည်းနည်းလေးပါနည်းနည်းပါးလိုနေလဲ daily discount နဲ့လိုတလောက်လေးကို draw လုပ်လိုက်အောင်ပါပဲကျွန်တော်တို့လေးလာလေးကိုအတော်ကြိုက်မိနေရဗျသားမို့လေးကလည်း share လမ်းတွေရောဝေခွင့်မရတော့ဖြစ်နေမိတယ်ညိုကီတို့ရော best skin တွေကိုယူမယ်လို့တွေးထားကြတယ် diamond နည်းနည်းလေးနဲ့ဒီလိုမျိုး share skin တွေရမှာဆိုတော့ရအောင်သာဂုံးထားကြဖို့လည်းပြောချင်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ mobile legend နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုစင်စက်မပြတ်တင်ဆက်ပေးမှာမလို့နောက်လည်းပဲအားပေးကြပါဦးခင်ဗျာ